ပြေးရများလို့ဒူးနာနေတဲ့သူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ပေါ်ကလှုပ်ရှားမှုပုံစံမားတွေကြောင့်ဖြစ်တဲ့ဒူးနာခါနာပခုံးနာစက်ကြောတက်ခြေချင်းဝင်နာစတဲ့နာကျင်မှုဝေဒနာတွေကိုတိတ်ပန်နေကြလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ Rehab Trainer ပိုင်းဆိုးပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးပြေးတဲ့ပူရှာပေါ့နော်ပြေးတဲ့ကိုနေရန်သားလေးကိုတီးဖို့လိုပါတယ်ပြေးတဲ့ကိုနေရန်သားလေးကိုတီးဖို့ဆိုရင်ကျွန်တော်တို့ရဲ့ပြေးမဲ့နောက်တစ်ရနေပြီးတော့ဖုန်းလေးနဲ့ရိုက်ထားလိုက်ပါကျွန်တော်ရှေ့ကိုပြေးမယ်ပြေးတိုင်းမှာကျွန်တော်တို့တချို့ဆိုရင်လည်းဘယ်ဘက်ကဒူးလေးအတွင်းကိုဝင်သွားတယ်ညာဘက်ကဒူးလေးအတွင်းကိုဝင်သွားတယ်ဘယ်ဒူးဝင်လဲပေါ့နော်ဒူးဝင်တဲ့ဟာလေးကိုကျွန်တော် check လုပ်လို့ရပါတယ်ပြေးနဲ့ဘယ်ဘက်ကဒူးဝင်နေဆိုရင်တေချာဘက်ကဘယ်ဘက်ကဒူးနာလိုက်မယ်ညာဘက်ကဒူးဝင်နေဆိုရင်ညာဘက်ကဒူးနာလိုက်မယ်အဲ့လိုမှမဟုတ်ကျွန်တော်တို့နှစ်ဖက်လုံးဝင်နေတယ်ဆိုရင်နှစ်ဖက်လုံးနာနိုင်ပါတယ်ခုလိုမျိုးဒူးလေးဘာကြောင့်ဝင်ရလဲဆိုရင်အကြောင်းရင်းက၃ချက်ရှိပါတယ်ကျွန်တော်တို့ရဲ့ခြေပွားလေးအတွင်းဘက်ကိုရိုင်းနေရတဲ့အတွက်ကြောင့်ဒူးဝင်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေါင်ကျော်သားတွေမညီမျှတာ muscle imbalance ပေါ့နော်တစ်ဖက်ကတိုးပြီးတစ်ဖက်ကရှင်းနေရတဲ့အတွက်ကြောင့်လည်းဒူးပေါင်းတွဲဝင်နိုင်ပါတယ်နောက်တစ်ခုကတင်မာဘေးကျော်သားပေါ့ stabilizer muscle ပေါ့နော်တင်မာဘေးကအထိန်းကျော်သားလေးတွေမတန်တာဖြစ်တဲ့အတွက်ကြောင့်လည်းဒူးအတွင်းဝင်နိုင်ပါတယ်ဒါဆိုရင်ဘလို့ပြန်တက်အောင်လေ့ကျင့်ခန်းလုပ်ရမလဲဆိုတာလေးကိုဆက်သွားလိုက်အောင်လေ့ကျင့်ခန်းလေးကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ barefoot နဲ့ကျွန်တော်တို့ single leg knee try လေးသွားမှာပဲဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲကျွန်တော်ရဲ့ client ကိုကျွန်တော် train ပေးထားတာလေးပေါ့နော်ဒီဗီဒီယိုတွေကအတိုင်းပဲကျွန်တော်တို့ရဲ့ခြေပွားမှာအတွင်းဘက်ကနေယူမယ်နော်ကျိုးကိုအတွင်းဘက်ကနေယူပြီးတော့ခြိထားလိုက်မယ်ခြိပြီးတော့ကျွန်တော်တို့ခြေချောင်းလေးတွေကိုကုတ်ခြေအားလေးလိန်ခြေအားလေးသုံးလိုက်မယ်ဒူးလေးနည်းနည်းကွေးထားရမယ်ဆိုအဲ့မှာကျွန်တော်ခြေထောက်တစ်ချောင်းနဲ့ body weight ကိုဟန်ချက်ညီအောင်ထိန်းရတဲ့ပုံစံမျိုးပေါ့နော်အဲ့မှာကျွန်တော်ခြေပွားကလည်းမာဆယ်လေးလှုပ်လို့ရတယ်ဒူးကောင်းပေါ့နော်ပေါင်ကျွတ်ဒူးထင်းကျွတ်သားပေါင်ကျွတ်သားကြီးလည်းလှုပ်လို့ရတယ်နောက်တစ်ခုကတင်မာပြီးကျွတ်သားကြီးလည်းလှုပ်လို့ရတယ်ဒီလေ့ကျင့်ခန်းလေးကတစ်ခုတည်းနဲ့3ချက်လောက်ပြတ်တယ်ပေါ့နော်တစ်ဖက်ကို10ချိန်ကနေပြီးတော့15ချိန်လောက်ထိသွားလို့ရပါတယ်ကိုမတန်တဲ့ဘက်ကိုပို့လုပ်ပေးပါဒူးနာဝေဒနာရှင်များအမြန်ဆုံးသက်သာပြောက်ကင်းနိုင်ကြပါစေကျွန်တော်နဲ့အခုလိုမျိုးအနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်3996998666တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ